ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ SDS Audio Book Channel ကနေကြိုဆိုလိုက်ပါတယ်ကျမတို့ Channel လေးကနေပရလောကဇာတ်လမ်းကောင်းများစွာကိုနေ့စဉ်တင်ဆက်ပေးနေရပြီဖြစ်ပါတယ်ဒီနေ့မှာတင်ဆက်ပေးမှာကတော့ဖွားမယ်စိန်နဲ့မြေခိုး၍အတိမဖြောင်းခဲ့ရသောကိုမြင့်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးမစားတင်ပြီးကျမတို့ရဲ့ Channel ကို Like and Subscribe လေးနှိပ်သွားဖို့နဲ့ဇာတ်လမ်းတင်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့ဘီနာအနုတီခါလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်။ဒါဆိုရင်ဇလန်လေးကိုပဲစတင်လိုက်ပါပြီ။ကိုမြင့်ဒီနေ့ကျုပ်ဘိုင်းချက်ပြရမလဲ။အိုးထူးထွေမေးမနေပါနဲ့မင်းမရဲ့အဆင်ပြေတာချက်ဖို့ကွာ။မေးရမှာပေါ့တော့။ရှင်မနီကကျုပ်ဝတ်သားရင်ချက်တော့စစ်သားနဲ့ခွဲသီးကြော်လေးစားကျင်နေဆိုပြီးပြောနေရလေ။ဒီနေ့ခြံထဲကခွဲသီးလေးနဲ့ချက်သားလေးကိုကျုပ်ရောကြော်ပေးရမလားပြော။အေးပါကွာဒါဆိုလေမင်းသဘောပဲ။ချက်ပါမိမရကိုမြင့်တို့ဇနီးမောင်နှံကတောင်ထုံးရွာမှာနေထိုင်ကြသူတွေပါတောင်ထုံးရွာရွာလေးပိုင်းမှာနေထိုင်ကြပြီးတော့ကိုမြင့်နဲ့ဇနီးနဲ့မတူစာတို့မှာသားတစ်ယောက်သမီးတစ်ယောက်ရှိပါတယ်သား15နှစ်အရွယ်ရှိပြီးတော့သမီးက10နှစ်သက်သာရှိတယ်အခုဟင်းချက်ဖို့ရန်ပြောနေနေကိုမြင့်တစ်ယောက်တူရင်းကိုယူပြီးတော့လုပ်ငန်းစတင်မှုပြင်နေကိုမြင့်တူရင်းယူတာကိုတွေ့တဲ့အခါတော့မတူစာကိုမြင့်တူရင်းယူပြီးတော့ဘာလို့မလို့တော့ဒီမှာလေငါတို့ဝိုင်းကိုချက်ခက်ချင်လို့ကွာ။အိုတော့အရင်လေဒီတိုင်းနေနေကြတာပဲ။တောတက်တော်ကဝါးတွေကလည်းပို့နေရမလား။အဲကြောင့်တလက်စာတွေလောက်တာပါမိမရ။ပြီးတာပဲတော့ကျိုးထမင်းချက်ပြရနဲ့လာကူပေးမယ်။အေးကိုမြင့်တို့ဝိုင်းရဲ့ဘေးဝိုင်းမှာကိုဖေတန်းတို့ဝိုင်းရှိတယ်။တဝိုင်းကြားမှာအကာရဲမထားကြတာဟိုးရခင်ကလေးရပါ။အခုတော့ကိုမြင့်ကဝိုင်းခတ်ဖို့ပြင်ဆင်နေရောတယ်။ကျန်ဝိုင်းနှဝိုင်းကြားအကာရဲမထားတော့လေကြားမှာရှိတဲ့တင်းကုတ်တို့ကိုအမတ်သားပြုထားကြတယ်။ဒါပေမဲ့ကိုမြင့်ကစီးဝိုင်းမခတ်ခင်ရပဲအကြံရှိတယ်။အဲဒီကြံကတင်းကုတ်တို့တူးယူဖွဲ့ရှားပြီးတော့ကျန်ဝိုင်းခိုင်တော့တစ်ဖက်ကြံမြေနှင်းငယ်ကိုတူးယူဖို့ရမှာ။ဒါကြောင့်သူ့အကြံအတိုင်းစတင်ပြီးလို့တော်တယ်။အိန္ဒိယတစ်ဖက်ကြံမှာရှိတဲ့ကိုဖီတန်းတို့မိသားစုကအိမ်မှာမရှိကြပါဘူး။တစ်ဖက်ရောက်မှာရှိတဲ့အလူပွဲကိုသွားနေကြတယ်။အချိန်တိုင်းလှုပ်ဆောင်နေတဲ့ကိုမြင့်ကချွေးတလုံးလုံးနဲ့မမောနိုင်ပါဘူး။တမင်းချက်ပြီးရဲ့မတူစာကလည်းကိုမြင့်ကိုလာပြီးတော့ဝိုင်းကူပေးတယ်။အဲ့ဒီတနေ့ကုန်တဲ့အခါမှာတော့ကိုမြင့်ရဲ့ချက်ဝိုင်းခက်ခြင်းကလည်းပြီးဆုံးသွားတော့တယ်။နောက်တစ်ရက်မှာကိုမြင့်ချက်ခန်းလိုက်တာကိုကိုဖီတန်းတီးသွားပြီးတော့လာကြည့်နေရောတယ်။ကိုမြင့်ခတ်ထားတဲ့ဝိုင်းထဲမှာသူ့စိုက်ထားတဲ့ငရုတ်ပင်လေးတစ်ပင်ကပါသွားတာကိုတွေ့တဲ့အခါတော့ကိုမြင့်ရေခိုးတာကိုသိရှိသွားလျော်တယ်။ဘာကြောင့်ဆိုငရုတ်ပင်ကတင်းကုတ်တူနဲ့မလန်မကန်မှရှိတာကြောင့်ပါ။ကိုမြင့်ခင်ဗျလာပါဦးဗျာကိုဖီတန်းရဲ့ခေါ်တဲ့ကြောင့်ကိုမြင့်တို့မိသားစုမနဲ့စာစားနေကြတာကနေကျုပ်တော့မျက်ခုံးခတ်လို့ပဲတော့လေစမ်းပါကွာငါသွားပြောမယ်မင်းတို့သားမိစားနေကြတော့အဲ့လိုကိုမြင့်ကပြောလိုက်ပြီးတော့ပစိုးကိုပြေဝင်ပြီးကိုဖီတန်းရက်နေတဲ့ခြံစည်းကိုနာကိုသွားတော့တယ်ခြံစည်းကိုနီးကိုရောက်တော့တစ်ဖက်ခြံစည်းကိုနာမှာရှိတဲ့ကိုဖီတန်းကိုဖီတန်းပြောစောစောစီးစီးခေါ်တာဘာကြောင်းတော့ဘာမှလေကိုမြင့်ကခင်ဗျာစီးကိုခတ်တာကိုကျုပ်မပြောလို့ပါဘူးအခုခင်ဗျားလုပ်ပုံကကျုပ်မြေတထောင်လောက်အပတ်မှာပါနေရဲ့လေဘာဗျခင်ဗျားမြေတထောင်စီစဉ်စစားလေးပြောပါမောင်ရဲ့ကျုပ်စီးကိုခတ်တာတင်းကုတ်တုံနေရခတ်တာပါဗျခင်ဗျားညာနေတာခင်ဗျားဘက်ပါနေရဲ့ငရုတ်ပင်အဲ့ဒါကိုကျုပ်သေချာမှတ်ထားတာဗျတင်းကုတ်တုံနဲ့3ထွာလောက်ပဲဝေးတဲ့ဧပင်ကအခုဧပင်ကလေခင်ဗျားဘက်မှာဆိုတော့ခင်ဗျားခေါင်းပိုင်တိမှာပေါ့ကျုပ်မြေတွေခင်ဗျားဘက်ကိုရောက်နေအောင်ဟဲ့လို့ကျုပ်ပြောပြီးပြီခင်ဗျားမြေကျုပ်ဘက်မရှိဘူးကျုပ်စီကိုခတ်တာတင်းကုတ်တူကနေပဲစခတ်တာခင်ဗျားညာတာခင်ဗျားတိမှာပေါ့ကျုပ်ကတော့ဒီကိစ္စကိုလုံးဝမကျင်တဲ့ဘူးဗျာခင်ဗျားကိုတကြီးနဲ့တိုင်ရလိမ့်မယ်တိုင်ကျင်တာတိုင်စမ်းဗျာကျုပ်မှန်တဲ့အတွက်ခီးမဆိုင်ဘူးပြို့ကိုမြင့်စကားကြောင့်ကိုဖေတန်းဒေါသတကြီးနဲ့တကြီးရင်ရှိရာစီကိုထွက်သွားလိရောတယ်ကိုမြင့်ကအေးလူလူနဲ့မိသားစုနဲ့ထမင်းစားနေခဲ့ကိုမြင့်ရဲ့ဇနီးမတူစာကတော့ရှင်နေနေပြီးရောတယ်မိမိယောက်ျားအကြောင်းတိတူပင်မို့ချိုတီခါတီဟိုမပြောရေးပါဘူးကိုဖေတန်းကတော့တကြီးဦးနောက်ကျိုးအိမ်စီကိုသွားပြီးတော့တိုင်ပင်တော့တယ်အဲဒီကတကြီးကိုယ်တိုင်ညကိုဖေတန်းအိမ်ကိုလိုက်လာခဲ့တကြီးတယောက်တည်းမဟုတ်ဘဲနဲ့ဥပစီနဲ့ကာလာသားကောင်းဆောင်မောင်တို့ပါလိုက်လာခဲ့ကြတယ်တကြီးရောက်လာတဲ့အခါတော့ကိုမီးကလည်းအိမ်ထဲကနေထွက်လာခဲ့တကြီးတို့ကညကိုတန်းမြေအိမ်ကိုမဝင်ဘဲနဲ့ကိုမီးအိမ်ကိုသာဝင်လာခဲ့ကြတယ်ဘလို့ဖြစ်တာလဲမောင်မီးဟာမင်းမလေးချန်နီနာချင်းကိုဖြစ်เสียရှာလို့ကွာတကြီးကသူပြောလို့မဟုတ်တာကြီးသိတာပါဗျာကျုပ်ပြောမယ်တကြီးကျုပ်ကတင်းကုတ်တော်ကနေပဲချန်ကတ်ထားတာဗျကိုမီးကမရမကညင်းဆန်နေရောတယ်
အိတ်ကအချင်းတွေကိုတိစားကြည့်ထားတဲ့တကြီးဟာတဲမင်းတို့ထိတ်တုံးစာမိချင်မိထင်နေတင်းကုတ်တို့တူးထားတဲ့အရာဟို့မှလေမင်းချက်ခဲ့ထားတဲ့နေရာမှာဘတ်မလေးတင်းကုတ်တို့တူရငါရွာလူကြီးပါမောင်မင်းကမင်းနေတာတော့ငါအိတ်တလောက်ပါပဲမဟုတ်ပါဘူးဗျာတော်စမ်းမောင်မင်းအဲ့နေရာကိုချန်စီကိုပြန်ရွှေ့ပေးလိုက်မဟုတ်ရင်မင်းငါနဲ့အတွေ့ပဲကြားလားရွှေ့ဆိုရွှေ့ပါမယ်ဒါပေမဲ့မနေ့ပြန်ကျုပ်တောတက်ရအောင်ပါတော့ပြန်လာမှပဲလုပ်ပေးနိုင်မယ်ဗျာအေးမင်းကလေးသာမင်းတီပေါ့ကွာကဲဒါဆိုမောင်ပြီးတဲ့မင်းလည်းကြည့်နေလိုက်တော့သူပြောသလိုမလုပ်ရင်တော့ငါလာတိုင်ပေါ့ကွာဟုတ်ပြီလားဟုတ်ကဲ့ပါတကြီးအိမ်လူနဲ့ကိုမရတကြီးရဲ့စကားမတွန်းလှန်ခဲ့ပါဘူးသူတောတက်ပြန်လာရင်ချန်စီကိုပြန်ခတ်ပေးရတော့မယ်နောက်ရက်မှာကိုမြင်းနဲ့အဖေါ်တငယ်ချင်းတယောက်တောတက်သွားကြတယ်တောတက်ပြီးတော့ထင်းခုတ်ဝါကုံလုတ်ကင်ကြခြင်းမှာတောတက်သွားကြပြီးနေရမြကြလျော်ရွာကိုကိုမြင်းရဲ့အဖေါ်တွေပြန်ရောက်လာကြတယ်ကိုမြင်းတယောက်တောဝက်ပတ်လို့တည်ရဲဆိုပြီးတော့အလောင်းကိုရွာကိုတင်လာပြီးကြတယ်အိမ်လူရုတ်တရက်ဖြစ်ပေါ်လာတဲ့ကကြမအလေးပြောင်းကြောင်းဘသူစားတို့သားမိတွေမခံစားနိုင်ကြဘူးကိုမြင့်တည်ဆုံးနေဆိုတဲ့သတင်းကြားတဲ့ကတော့ရွာသူကြီးကိုယ်တိုင်ဥဆောင်ပြီးတော့အာတူဘကိုကူညီလုပ်ကင်ပြီးသတင်းကြားတဲ့ကတော့ကိုဖေတန်းတို့မိသားစုကလည်းစိတ်မကောင်းဖြစ်ကြရတယ်ဘသူစားကိုလည်းကိုဖေတန်းရဲ့ဇနီးတဲ့အမြင်အားပေးကူညီရှာတယ်အာတူဘကိစ္စရေးပြီးစီးရဲ့အခါအိမ်မှာဘသူစားနဲ့ကလေးနှစ်ယောက်သာကြံခဲ့တယ်ဘသူစားရဲ့မိဘတွေကရွာတောင်ပိုင်းမှာနေထိုင်ကြတယ်မိဘတွေကဘသူစားတို့သူတို့နဲ့အတူလာနေထိုင်ဖို့ရန်ပြောကြပါတော့လေဘသူစားလက်မခံခဲ့ဘူးသူကယောက်ျားဖြစ်သူနဲ့အတူနေထိုင်ခဲ့တဲ့အိမ်လေးကိုပြစ်မထားနိုင်ခဲ့ဘူးအိမ်တို့နဲ့မသူစားတို့သားမိသားရှိတဲ့ညတကြမှာတော့တဘုံဘုံတုတ်ဆိုတဲ့အတန်ယူကြားရတယ်အဲ့ဒီတန်ကြတော့မသူစားသူ့ရဲ့ခြံဝိုင်းထဲကိုတခုများကက်လီသလားအတူနဲ့တတိထားနေရတယ်ဒါပေမဲ့မိုးဒီခန်ဒီမှာအဲ့ဒီတန်ပျောက်ခွေသွားတယ်မနေ့ရောက်တော့ချန်နယ်စင်းကြည့်ရမှလေထူးခြားမှုမရှိတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့နောက်ရက်ညတွေမှာလည်းအဲ့ဒီတန်ကိုကြားရတယ်တစုံတစ်ခုကိုတူးယူနေတဲ့အဲ့ဒီတန်ကြောင့်ဘသူစားတို့သားမိတွေထိတ်လန့်လာကြတယ်။ညရောက်မဲ့အရေးကိုပဲကြောက်လန့်လာကြတယ်။ဘယ်ချိန်မှအဲ့ဒီဂျမိုင်းတွေကအတန်အောင်အိမ်ပေါ်မှာရှိတဲ့မိမိတို့ကိုတက်ပြီးတော့အန်ဒီရဲ့ပေးနာလိမ့်မလဲအတွေ့နဲ့အိတ်ကောင်းချင်းမအိတ်ခေရပါဘူး။အိမ်တို့နဲ့ဘသူစားတို့သားမိတွေအိမ်မှာမနေဝန်းတော့ဘဲနဲ့မိဘတွေအိမ်တို့တွားရောက်နေထိုင်ကြတော့တယ်။အိမ်လိုတော့အကြောင်းအရာတွေကတရက်ညတကောင်ရဲ့အချိန်မှာငိုတန်တက်တက်ထွက်ပေါ်နေရောတယ်။အိမ်ငိုတန်ကအမောင်တူထဲမှာပါ။ဖွားမေစိန်ကအမောင်တူထဲမှာရောက်နေတဲ့မိမိဖြစ်ကိုတွေးနေဟဲ့ဘသူတော့အဲ့လိုမေးလိုက်တဲ့အခါတော့အမောင်တူတွေကနေဖွားကျုပ်ပါမောင်မြင့်ပါဗျအဲ့လိုပြန်ပြောနေမောင်မြင့်ဆိုတာရွာလေးပိုင်းကမောင်မြင့်လားကွနေပါဦးမောင်ကြီးကတောဝက်ပက်လို့တည်သွားမှာမလားအခုဖွားကိုဘာကြောင့်အိမ်မက်ပေးနေရလဲကျုပ်ကိုကဲပါဗျာကျုပ်ပြမလာပါပြီဖွားရဲ့ဟဲ့ဘာဖြစ်တယ်ဆိုတာတေးစားပြောမှဖွားကိုကူညီပေးလို့ရမှာပေါ့မောင်မြင့်ရဲ့ဟုတ်ကဲ့ကျုပ်ပြောပါမယ်ကျုပ်ပတိရင်တော့ဘေးချန်ကိုဖေတန်းတို့စီကမြေရွေခိုးပြီးတော့ခြံဝိုင်းခတ်ခဲ့ပါရဲ့အဲ့ဒါကိုလေကျုပ်တော့ပြန်လာရင်ပြန်ပြင်ဖို့တကြီးကပြောထားတာပါဒါပေမဲ့ဗျာကျုပ်တော့ဘက်လို့တရားကျုပ်ခိုးထားတဲ့မြေတွေကိုကျုပ်ပြန်မပေးရသေးဘူးဗျအခုတော့ဖြင့်ကျုပ်ရဲ့အာဟုတော်ဝေးကြွေးကြောင့်ညာတိုင်းအမြေတွေကိုရသလောက်လက်နဲ့ချစ်ကုပ်တူးပြီးတော့သူ့ဝိုင်းလေးကိုပြန်ထည့်ပေးနေရတယ်ဖွားရဲ့ကျုပ်အဲ့လိုမှမလုပ်ရင်လေကျုပ်ကိုငဲသားတွေကလာရိုက်ကြတယ်ဗျကျုပ်ထက်ပြီးတော့မလုပ်နိုင်တော့ဘူးဗျကျုပ်ကိုကူညီပေးပါဖွားရဲ့မောင်ရင်လူဘတော်ကလှုပ်တဲ့အာကုတော်ကမောင်ရင်နောက်ကိုလိုက်တာပဲအဲ့တော့မောင်ရင်လှုပ်ခဲ့တဲ့အရာဖွားတို့ကပြန်ပြီးတော့ပြင်ပေးမယ်ဆိုရင်မောင်ရင်နဲ့တက်တာရပါမယ်ဒါကြောင့်ဆက်ဖို့ပါတဲ့လောက်တော့ဆက်ထားပြီးတော့ခွေမနေ့ပြန်ရွာသူကြီးနဲ့တိုင်ပင်ပြီးတော့ဖွားတို့စီစဉ်ပေးပါမယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗျာဒါဆိုကျုပ်သွားတော့မယ်နော်အဲ့လိုနောက်ဆုံးပြောပြီးတော့အမောင်ထဲမှာအတန်းပြောက်ွယ်သွားတယ်။နောက်တနေ့မနက်မှာဖွားမေစိန်ကသူ့ကိုအိမ်မက်လာပြီးတဲ့ကိုမြင့်အကြောင်းကိုတကြီးဦးတော်ချိုပြောပြတယ်။တကြီးဦးတော်ချိုကတစေမတူစာတန်းကိုရောက်ရှိသွားတဲ့အခါတော့ညစဉ်သူတို့ကြားနေရတဲ့အတန်းကိုမြင့်ဖြစ်တယ်ဆိုတာကိုသိရှိသွားတယ်။ယောက်ျားဖြစ်သူရဲ့ဖြစ်ဆိုကြောင့်တကြီးတို့ကိုကူညီတောင်းပြီးတော့ချက်ချင်းပဲချန်စီကိုရွှေ့ဖို့ပြင်ဆင်ကြတယ်။ချန်စီကိုရွှေ့တော့ရွာသားတွေကကူညီနှုတ်ဆောင်ပေးကြတယ်။အကြောင်းစုံတည်သွားတဲ့ကိုဖေတန်းတို့လည်းကိုမြင့်အတွက်စိတ်မကောင်းဖြစ်နေကြတယ်။အားလုံးပြီးစီးသွားတဲ့အခါတော့နောက်တစ်ရက်မှာကိုမြင့်အတွက်ဖိုးကြီး၅ပါးပြင်ပြီးတော့စွန့်ကပ်ပေးကြတယ်။အဲ့ဒီစွန့်ကပ်ပွဲမှာလည်းဖွားမေစိန်ကိုခေါ်ဆောင်ကြတယ်။စွန့်ကပ်အများဝင်ပြီးတဲ့နောက်တော့မတူစာတို့သားမီးကဖွားမေစိန်ကိုခေါ်ကြတယ်။ဖွားကူညီပြီးလို့သာကျိုးယောက်ျားဖြစ်ကိုသိရတာပါ။ဖွားကျိုးတို့ရဲ့ကျေးဇူးရှင်ပါတော့။အဲ့လိုဆိုပြီးတော့မတူစာကြော်တယ်။အဲ့ခါဖွားမေစိန်ကဘယ်ဟုတ်မလဲသူစားရဲ့အခုလိုဖြစ်တာညီယောက်ျား
သူ့ရဲ့ဝေကျူတွေပေးဆက်ဖို့ကံကုန်လို့ပဲအေးနောက်ပြီးညီသူအတွက်အလူပေးအများတန်းဝေတော့သူလာတယ်အေးတာလူလဲတေချာခေါ်သွားတယ်ကျွတ်လွတ်သွားပါပြီအေးရှင်းဖွာတကယ်ပြောရလားဟဲ့သူစားဖွာမဟုတ်ပဲပြောရမလားညီးရလဲအေးမတူစာတန်အောင်မီးရဲ့အခါတော့မတူစာမီးကဝင်းဟန်နေရောတယ်အဲ့ခါမတူစာမဟုတ်ပါဘူးမီးရဲ့ကျုပ်ကဝမ်းသာလို့ပါတော့ကျုပ်ဝမ်းသာလို့ပါကျုပ်ယောက်ျားအခုလိုဘဝဆိုးကလွတ်သွားတာကျုပ်ဝမ်းသာတာပါတော့အဲ့လိုမြေတရွှေရွှေနဲ့ပြောရှာတယ်အိမ်မရစားပြီးတော့မတူစာတို့ကြောင်ဝိုင်းနေမှာဘာတမ်းမှမကြားရတော့တလို့ဖွားမေစိန်ထံကိုလည်းကိုမြင့်တယောက်ရောက်မလာတော့ပါဘူးပရိသတ်များရှင်ဖွားမေစိန်နဲ့ရေခိုး၍အတိမဖြောက်ဖြစ်ရတော့ကိုမြင့်ဆိုတဲ့ဇလန်လေးကတော့ဒီမှာပြီးဆုံးသွားပါပြီဒါပေမဲ့လည်းဇလန်ကောင်းများစွာကိုတင်ဆက်ပြီးဦးမှာမို့အားပေးနားဆင်ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်